ဒီဂျပန်မာလေးကအမိုက်တွေပိုးဟက်တွေနဲ့အတူနေတယ်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ပရိသတ်ကြီးဂျပန်နိုင်ငံဆိုတာကတော့ကမ္ဘာမှာအသန့်ရှင်းဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အရင်ညညပတ်ပတ်နေတဲ့ဂျပန်မာတွေရှိရဲဆိုရင်ပရိသတ်ကြီးရှုံးပါမလား။အခုဗီဒီယိုတွေကဂျပန်မာလေးကတော့သူ့ရဲ့အခန်းတစ်ခုလုံးအမိုက်တွေနဲ့ပြည့်နှက်နေပြီးပိုးဟက်တွေပျက်စိတ်တွေလည်းပြည့်နှက်နေပါတယ်။သူကအမိုက်တွေကိုလုံးဝမစွန့်ပစ်ဘဲနေထိုင်ခဲ့ပြီးတော့စားကြတွေထဲမှာပိုးဟက်တွေပါနေအောင်မှသူကမြေရီရှက်ရီစားပြပါသေးတယ်။ဒီကောင်မလေးရဲ့နာမည်ကတော့စိုက်ကိုချမ်းဖြစ်ပါတယ်။စိုက်ကိုချမ်းကသူ့ရဲ့အခန်းတစ်ခုလုံးမှာစားတောက်ထားတဲ့မုတ်အိတ်ခွန်တွေရှေးဘူးခွန်တွေဖြော်ရည်ဘူးခွန်တွေနဲ့ပြည့်နေနေရကိုဗီဒီယိုရိုက်ပြီးTikTokမှာအမြဲတင်လေးရှိပါတယ်။ညပတ်ပေးပွားပြီးရိုးစားကောင်းတဲ့သူအခန်းကိုရိုက်ကူးထားတဲ့ဗီဒီယိုဟာကြည့်ရှုသူ30အထိရှိသွားခဲ့ပါတယ်။စိုက်ကိုကအိယာထားလာတဲ့အခါတိုင်းစပင်ကိုဘယ်တော့မှမဖိဘဲနဲ့အဝတ်စားတွေကိုလည်းအရင်ညပတ်နေတဲ့အထိမလျှော့ပဲခဏခဏပြန်ဝတ်ပါတယ်။သူမရဲ့စားလက်စားခောက်ဆဲပကံတွေမှာတော့ပိုးဟက်တွေဝင်နေခင်သူကအဲ့ဒါကိုဆက်စားပြပါသေးတယ်။သူမကဘာလို့အဲ့လောက်ညညပတ်ပတ်နေနေရလဲ။ကြည့်ရှုသူတွေကတော့စိုက်ကိုချမ်းကိုလှောင်ပြောင်းတဲ့သူတွေရှိတယ်လို့ကဲ့ရဲ့ဝေဖန်ကြပါတယ်။တချို့သူတွေကတော့သူမကိုစိတ်မနှံ့တဲ့အရှူမလို့ပြောပေမဲ့သူမခုလိုညညပတ်ပတ်နေနေတဲ့နောက်ကွယ်မှာလူတွေမသိရဲ့အကြောင်းရင်းတစ်ခုရှိနေပါတယ်။စိုက်ကိုဟာငငယ်လေးတွေကမိဘရဲ့ချစ်ချင်းမြတ်တာဂရုစိုက်မှုတွေမရခဲ့ပဲအမေဖြစ်သူကကျိမ်းမောက်ရိုက်နှက်တာတွေခံခဲ့ရပါတယ်။သူမအရွယ်ရောက်လာတဲ့ချိန်မှာတော့သူမအမေနဲ့အတူတူမနေတော့ပဲကိုယ့်အခန်းထဲကိုခွဲနေပါတယ်။စိုက်ကိုချမ်းကတက္ကသိုလ်ကျောင်းသူလည်းဖြစ်ပါတယ်။သူမကလူအများသူ့ကိုအာရုံစိုက်လာအောင်လို့တမင်တကာအမိုက်တွေနဲ့ညညပတ်ပတ်နေထိုင်တဲ့ဗီဒီယိုရိုက်ကူးခဲ့တာပါ။တချို့သူတွေပြောကြတာကတော့သူမTikTokကနေဗီဒီယိုတွေတင်ပြီးပတ်စံရှာနေရလို့ပြောပါတယ်။ TikTokဟာ Facebook နဲ့ YouTube လိုပဲဗီဒီယိုတွေတင်ပြီးတော့ဝင်ငွေရှာလို့ရတာကိုပရိသတ်ကြီးလည်းသိကြမှာပါ။စိုက်ကိုချမ်းဟာတကယ်တော့ယူနေရမဟုတ်ပဲပတ်စံရှာဖို့အတွက်သူများနဲ့မတူတဲ့ဗီဒီယိုတွေဖန်တီးပြီးကြည့်ရှုသူများအောင်လုပ်နေရဖြစ်ပါတယ်။သူမရဲ့ဗီဒီယိုတွေက viewer တန်းချီရှိနေမှုစိုက်ကိုချမ်းဟာ TikTok ကနေဝင်ငွေ$ထောင်ချီရရှိနေရလို့ခန့်မှန်းရပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးခြင်းတဲ့သတင်းကြောင်းရာလေးကတော့ဒီလောက်ပါပဲရှင်။အမြဲတမ်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းကြောင်းရာတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Smart ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပြီးဘေးနား notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရရှင်။